ထိုင်မအောင်ဟာယောဟာမင်းမြင်တယ်လေစုပ်ပြတ်တန်းနေပါလားကွာယောဘာဖြစ်လာဘာတွေပေးလာလဲ ဘာပေးရမှာတော့မိမဘောဗျာကျုံမိမထူထောင်းလို့တာဒဏ်ရည်ပြပွားနေတယ်အဲ့တန်းဟုတ်လားမင်းဟာလေကွာမသိမြောက်ကိုတ်ခံပြီးတော့ချီးရင်းတော့ပြုတ်ရလာလို့ပါပဲကွာ မူကျုံးညှိချိုးပြောတော့မယ်ဘုရားစုတန်းရပါဗျာတန်းရဟန်ကြီး ဒါနဲ့နေစမ်းမအောင်မင်းမဘာလို့လို့လိုက်လဲ ဝူဟန်ကြောင့်ပေါ့ဗျာဝူဟန်ကိုရိုနာဗိုင်းရပ်ကြောင့် ဝူဟန် ဟုတ်တယ်အရက်တောက်လို့ရှိရင်အဲ့ဝူဟန်ကိုရိုနာဗိုင်းရပ်ကိုကာကွယ်တယ်ဆိုတော့အရက်တောက်တာ မင်းကောက်သေးပဲကွာမင်းကိုဘယ်သူပြောလဲဝူဟန်ရက်တော့ရင်မကတ်ဘူးလို့ ဟို Facebook မှာရေးထားတာတွေ့တာပဲလေဗျာ မင်းတော်တော်ပေါက်တဲ့ရကောင်ပဲကွာမင်းပေါက်ကတ်ဆိုတော်တော်ယုံမရောဟဲ့ဝူဟန်ဆိုတာတရုတ်ပြည်ကလာတာတရုတ်ပြည်ကလာတဲ့ပစ္စည်းဘယ်ပစ္စည်းမှရေရှည်မခံဘူးခဏပဲနော် Make in China တဲ့ quality လည်းမမီဘူးအဲ့ဝူဟန်လည်းမကြခင်ပျောက်သွားလိမ့်မယ်ကြည့်တာနော် ဘာဖြစ်ဗျာကျုပ်ကတော့ကြောက်တယ်ကာကွယ်ရမှာပဲဒါနဲ့အခုနပြောတဲ့စကားပြန်ရောက်ပြီ အရက်တောက်တယ်အရက် အရက် အရက် ဩဟုတ်ပြီအဲ့အရက်တောက်လို့ရှိရင်ဝူဟန်ကိုရိုနာဗိုင်းရပ်ကာကွယ်တယ်ဆိုလို့အရက်တောက်တာ တောက်ရော အရက်တောက်လာတော့တဖြည်းဖြည်းနဲ့ပတ်စံကုန်လာတော့မိမအင်ကြီးအသက်လေးတွေထမင်းအသက်လေးတွေပေါင်ပြီးတော့တောက်တာ အဲ့ကျတော့မင်းဟိုကဆော်လို့လိုက်ရော ဟိုအဲ့ဒါတော်သေးတယ်ခက်တာ1 year anniversary အထိမ်းအမှတ်အနေနဲ့မိမဝယ်ပေးထားတဲ့ဘောလီအဲ့ဘောလီလေးကိုပေါင်ပြီးတော့တောက်မလို့ မင်းတော်တော်ကြက်တိတုံးတဲ့ကောင်ပဲမင်းမိမဘော်ဒီတော့ပေါက်ပြီးမင်းရဲတောက်တယ်ဟာမင်းဟိုကလှုပ်လို့တော့နဲတော်နေသေးတယ်ထပ်တော့ပါမင်းကို တူပြောတော့ဗျာမြလေပုံရင်ကြောက်ကုန်တော့မှာပဲအခုကဘောလီကမပေါင်အောင်သေးဘူးဗျအပေါင်ဆိုင်သွားတယ်လမ်းမှာထွက်ကြနေကြလို့အဲ့ဒါဘယ်နာထွက်ကြခဲ့မှမသိဘူးအဲ့ကြောင့်မိမလှုပ်ထုတ်တာမိမအဲ့ဒါမပိုင်ပြန်မလာနဲ့ဆိုလို့ရှာနေရတာဗျ ခေပဲကွာမင်းကိစ္စလဲဒီစက်နဲ့ကောက်ပါဒီကောင်မတ်ကအဆိုင်ပါလားအခုဘယ်လမ်းနဲ့ငါတို့အခုဘယ်လမ်းနဲ့ကလေးလေးဒီကောင်ကကောင်းတယ်မကောင်းဘူးချက်တယ်မပြေဘာလို့ ဘောလီကျုပ်ထွက်ရခဲ့တဲ့ဘောလီကျုပ်မိမဘောလီပြအဲ့ဒါ မင်းကဟုတ်လို့လားကွာ ဟာဟုတ်တယ်အဲ့အယောင်ဟုတ်တယ် မင်းအယောင်တူတာပါပဲကွာမင်းနဲတဲ့စိုက်ကြီးမဟုတ်ဘူးမင်းမဆိုက်ကအဲ့လောက်ရှိလို့လဲမင်းဟာလေ ခင်ဗျာဘာရှော့ပြောမှလဲဟုတ်တယ်ရှိတယ်ခင်ဗျာအော်ဟုတ်တယ်အဲ့ဒါပဲအသေးချာပဲကျုပ်ထွက်ရခဲ့တဲ့ဘောလီကျုပ်ကိုယ်နဲ့ဝယ်ပေးတာဗျာကျုပ်မိမဘောအဲ့ဒါစိတ်ပဲဟုတ်တယ်သေးချာတယ်အဲ့ဒါဒီကောင်ဘလို့လုံးလိုက်တာကွာဟေ့ကောင်းဟေ့ဟာရောက်မလုပ်ပါနဲ့ကွာအဲ့ကလေးရဲ့ကျမ်းမာရေးချူချတယ်ကွာသူလဲမတ်တွေဝယ်မရတော့လို့နေမှာပေါ့ကွာမင်းလည်းထားလိုက်ပါတော့ ဟုတ်သေးပါဘူးလောင်းရောက်ငါမင်းမဘောလီမင်းဘယ်နာဘလို့လုံးလိုက်တာချောက်တယ်မဟုတ်လောကလေးချောင်းဆိုးတယ်အဲ့ဒါဝူခံကွာ 我说你这个没有钱的朋友哈，